ပြည်သူဝန်ထမ်းများအနေနဲ့ CDM မှာဘာကြောင့်ပါဝင်ဆင်နွှဲသင့်လဲဆိုတာကျွန်တော်ဒီနေ့ပြောမှာဖြစ်ပါတယ်ပြည်သူဝန်ထမ်းတွေဆိုတော့တပ်မတော်သားတွေလည်းထိတ်ဆုံးအောင်ပါဝင်တာပေါ့အဲ့တော့တပ်မတော်သားတွေကျွန်တော်1998ခုနှစ်လောက်က AR တိုင်းမှာဘောလုံးသွားကစားတိုင်းမူသားကကျွန်တော်တို့စေးချောင်းဘောလုံးအသင်းကိုပံ့ပိုးတယ်သူလည်းဘောလုံးနည်းနည်းတော့ကစားတတ်တယ်တိတ်ထူးထူးချွန်ချွန်တော့မဟုတ်စေးချောင်းအသင်းနဲ့ AR တိုင်းကဘောလုံးအသင်းတချို့ကစားရအောင်ဆိုတော့ကျွန်တော်တို့သွားကြတယ်အဲ့တော့သူကတိုင်းမူသားပါနေတယ်ပေါ့ဗျာကျွန်တော်တို့ရဲ့ team ထဲမှာပံ့ပိုးသူထဲမှာသူလည်းနည်းနည်းဝင်ကစားမယ်အတူချုပ်ပြောရရင်တိုင်းမူသားဘောလုံးကန်နီးမှာဗျူဟာမူကြီးอ่ะတိုင်းမူသားထိုင်ကုန်မှာထိုင်နေတာဗျူဟာမူကြီးอ่ะမြေကြီးမှာဒူးထောက်ထိုင်ချလိုက်ပြီးတော့တိုင်းမူသားကိုဖက်နှက်စီးပြီးဘောကန်ဖက်နှက်ဒီမြင်ကွင်းမြင်တော့အဲ့ဒါညနေ3 နာရီလောက်ကျွန်တော်4 နာရီဘောလုံးမကစားခင်မှာတိုင်းမူသားကိုကျွန်တော်ပြောတယ်ဒီလေးတာကြီးမင်းဒီလိုအပြုတ်မှုတွေကငါတို့လို civilians တာမန်ပြည်သူပြည်သားတွေရှေ့မှာမင်းတို့တက်တွင်းမှာတော့ဘယ်လိုရှိမလဲမသိဘူးပြည်သူပြည်သားတွေတာမန်ပြည်သူပြည်သားတွေမြင်ရစိတ်မချမ်းသာဟိုဗျူဟာမူကြီးကအသက်60လောက်ကြီးဗျအဖိုးကြီးကျွန်တော်တို့ကအဲ့တုန်းကအသက်26ခွန်ပေါ့ဗျအဲ့တော့ရင်းနဲ့မချမ်းမြေအဲ့တော့ तू ကလည်းပြန်ချေပါကျွန်တော်မခိုင်းဘူးမခိုင်းပေမဲ့ကျွန်တော်ခိုင်းတာမဟုတ်ဘူးเนาะ तू ကပြောတယ်အဲ့တော့မင်းမခိုင်းပေမဲ့မင်းထိုင်ပြီးတော့အခမ်းသားကြီးထိုင်နေတယ်ဆိုတော့မင်းလက်ခံတဲ့သဘောမလုပ်ပါနဲ့အဘာကြီးကျွန်တော်ဖက်နဲ့ကြိုးချီပါမယ်ဖြစ်ရမယ်လေကွာဆိုပြီးကျွန်တော်တို့तू ကတော့ရင်ကြေးကြေးပဲပြောနိုင်တာဘာလို့ကျွန်တော်တို့ပြောတာအမှန်ဖြစ်နေတာဆိုတော့တမတော်သားတွေကျွန်တော်လေးလာကြည့်သလောက် American တို့ဘာတို့ကမ္ဘာ democratic နိုင်ငံတွေမှာဘိုးချုပ်ကြီးတွေကိုလက်အောင်နေတာတဲ့ဖက်နဲ့စီးပေးကြမလိုပါဘူးဗျလွန်ကျော် nectar တက်ပေးမယ်ဗျာဒါလဲ nectar တက်လဲစီးပေးတယ်ဆိုတာဂုံယူစရာကိစ္စဖြစ်တယ်သူတို့အနောက်တိုင်းအမြင်ဘာကြောင့်လဲဆိုတော့သူတို့ရဲ့မိန်းမတွေအမျိုးသမီးတွေအနီးကပ်လူတွေပဲစီးပေးနိုင်တာလဲမျိုးလေးတခုခုလှုပ်လိုက်ရင်ဘိုးချုပ်ကြီးတွေခန့်ကုန်မှာပေါ့ဗျအဲ့လိုခွဲခြားဆက်ဆံမှုတွေမရှိဘူးတက်တွင်းမှာမြန်မာပြည်ရဲ့တက်တွင်းမှာအဲ့ဒါတွေကျွန်တော်ကိုတွေ့ကြုံခဲ့ရတယ်ဒါတွေကကျွန်တော်လမ်းကျုပ်ပြောတာတလုံးမပေါ့အဲ့ဒီကစလို့တက်တွင်းမှာဘိုလ်ချုပ်ကတော့ဘုံမှုချုပ်ကတော့ကဖားရတယ်သပင်ဖိပေးရတယ်အင်ကြီးချုပ်ပေးရတယ်လက်ဆောင်ပစ္စည်းတွေဆက်တာရတယ်ဘုံမှုချုပ်ကတော့ဘုံမှုကြီးကတော့ဘုံမှုကြီးကတော့ဒုဘုံမှုကြီးကတော့ဒုဘုံမှုကြီးကတော့ဘုံမှုကတော့ဘုံမှုကတော့ဘိုးကြီးကတော့ဘိုးကြီးကိုတက်ချက်ကြီးကိုဟိုအောက်ချက်တမတော်သားအစင့်ဒါကြောင့်ကျွန်တော်တို့ဒီမိုကရေစီရေးလှုပ်ရှားသူတွေကအဲ့ဒီအာဏာရှင်စနစ်ကြီးကိုစစ်ကြွတယ်လို့ကျွန်တော်တို့ကသုံးခဲ့တာသူတို့ကအစင့်ကြွန်ခံခိုင်းတာဒီဘဝဇိုးကြီးတွေကိုတနေ့မှလွတ်မြောက်ဖို့ကျွန်တော်တို့စူးစမ်းကြရမယ်ယနေ့ဆိုကြည့်ဗျာလူတွေကပြောကြတယ်မင်းအွန်လိုင်းတယောက်တည်းလုပ်နေတယ်မဟုတ်ဘူးတန်းရွှေကိုရေလေဖားခဲ့တဲ့အောင်တောင်းရဲ့သားယနေ့ကာကွယ်ရေးဦးစီးချုပ်ရေဖြစ်သွားပြီတမတော်ရေကပုံကူများလဲဘလို့တွေကြောင့်အောင်တောင်းရဲ့သားကာကွယ်ရေးဦးစီးချုပ်ကျွန်တော်ကသတင်းကြားနေ6 နှစ်9 နှစ်လောက်ရှိလူမှုရေးကသူ့မိသားစုဝင်နေနဲ့ကျွန်တော်နဲ့တိတယ်သူ့မိသားစုဆိုတာသူ့အမျိုးသမီးမိသားစုပြောတာကျွန်တော်တို့ငယ်စဉ်ခါခင်မင်မှုရှိခဲ့ကြဘယ်လိုဖြစ်ပြီးတော့ဓာမိုးကြရွှေကိုပဲရေဓာတ်မှာအောင်တောင်းသားလောက်တော်တဲ့လူတတ်တဲ့လူမရှိတော့ဘူးပေါ့ तू ကအခရာပဲပေါ့အထွတ်အထိပ်စဉ်းစားကြပါဒါကျွန်တော်တို့စဉ်းစားရမယ့်ကိစ္စလေဟဲ့လားအဲ့တော့မင်းအွန်လိုင်းနဲ့အောင်တောင်းကဘယ်လောက်အကြီးကျယ်ပတ်သက်ဘူးလို့လဲအောင်တောင်းသားကိုကာကွယ်ဦးစီးချုပ်ရေးနှစ်အနည်းငယ်အတွင်းဆွဲပြီးတော့ဆွဲတင်နေခေါ်တယ်တန်းရွှေကအောင်တောင်းနဲ့โอเคဒါတန်းရွှေစနက်တည်းဆိုတော့တခြားတက်တွင်းမှာတခြားယာရုတခြားပုံကိုယ်တွေယာရုမတက်တော့သူတို့သားသမီးတောင်ဆွဲတက်ဥအောင်တောင်းမိသားသူကအောင်တောင်းမိသားစုကဘယ်လောက်ချမ်းသာလဲဆိုတော့ခင်ဗျားတို့အားလုံးသိအဲ့တော့တက်တွင်းမှာဖ
ဖိနေမှုတွေနဲ့ဒါတက်တွင်းရဲတပ်ဖွဲ့မြန်မာနိုင်ငံပြည်သူ့ရဲတပ်ဖွဲ့ဝင်များစခန်းမှုကတက်ကပြုတ်ပြီးရောက်လာတဲ့ဘိုးကြီးဒါမှမဟုတ်ပြောင်းရွှေ့ပြီးရောက်လာတဲ့ဘိုးကြီးစခန်းမှုတွေကိုကျွန်တော်တို့စစ်အာဏာရှင်ခေတ်တစ်လျှောက်လုံးမမေ့သေးတဲ့လူတွေရှိတယ်ပြောပြကြပါ88နောက်ပိုင်းစခန်းမှုတွေကိုဘိုးကြီးပဲခေါ်ရတယ်မြို့နယ်မှုတွေဘိုးကြီးတွေပြုတ်ပြီးရောက်လာတချို့ကပြုတ်တယ်ဆိုတာလေစစ်ဘိုးဘွားထွက်ရတယ်တချို့ကပြောင်းရွှေ့တာဝန်ထမ်းတယ်မြို့နယ်ရဲစခန်းအပေါ်ကလာတက်ထိုင်းတယ်ပြီးရင်အောက်ခြေပြည်သူရဲလေးတွေကိုသူတို့မကျင်နိုင်နဗန်ချင်းနဲ့6နဲ့စောင့်ကန်တယ်ပါးရိုက်တယ်လူတိုင်းသိနေတာပဲပြည်သူရဲတပ်ဖွဲ့ဝင်တွေကိုအဲ့လိုနီးနဲ့ကြီးနိုင်ငယ်ချင်းယာရူးကြီးနိုင်ငယ်ချင်းလို့ယုံမကပြည်သူလူထုကိုလည်းဒီတိုင်းပဲရက်ွက်တဲ့မြို့နယ်တွေထဲမှာဒီအပြုတ်တွေကဟိုကဖြစ်ကောနှိမ့်ဆက်ကောဘယ်လိုလုပ်ကြမလဲဒီစနစ်ကြီးကိုခင်ဗျားတို့ပြန်လက်ခံပါလားရေရှည်တစ်သက်လုံးလက်ခံတော့မလားထာဝရလားဒါကြီးတွေကပြင်ဆင်ရမယ့်ဟာမျိုးတွေမဟုတ်ဘူးလားအဲ့တော့တခြားဝန်ထမ်းတွေရှိသေးတယ်အကောက်အခွန်လို့ဌာနမျိုးနော်လူဝင်မှုကြီးကြပ်ရေးလို့ဌာနမျိုး immigration ဘဏ္ဍာအခွန်လို့ဌာနမျိုးနောက်ဆုံးအဲ့ဒီလိုဌာနအကောင့်တွေကိုလူကြတာစစ်ဗိုလ်ပြုတ်တွေဘီပိုးထိစီပိုးထိဘာဖြစ်လို့ညာဖြစ်လို့အဲ့ဌာနမျိုးတွေလူကြတာတို့ကကောင်းတဲ့နေရာတွေကောင်းတယ်ဆိုတာဗျာဝင်ငွေလက်လာပါကောင်းရမယ့်နေရာတွေကိုဝင်လာပြီးအောက်ခြေကတကယ်စာတက်လို့ပြည်သူဝန်ထမ်းဝင်လို့တဲ့လူကိုနေရာမပေးတော့ယာရူးမတက်တော့ဘူးသူတို့ကြီးပဲမိုးပေါ်ကကြပြီးအောက်ခြေဝန်ထမ်းကိုဟိုဟာလို့ဒီဟာလို့ pressure တွေပေးဆဲဆိုရန်ကားရိုင်းဆိုင်ဌာနတွင်းနေမှာခင်ဗျားတို့ဒါတွေပြန်ခံတော့မလို့လားစဉ်းစားရမယ်နောက်ဆုံးများဝင်ငွေမကောင်းတဲ့မြို့နယ်ပညာရေးမှုလို့နေရာတော့ဘိုလ်ပြုတ်ကရောက်လာမြို့နယ်အားကစားမှုနေရာကျွန်တော်ကိုယ်တိုင်ကြုံခဲ့တယ်တောက်ကလာပါအားကစားကွင်းမှာဖွတ်ဆယ်ဘောလုံးလေးကန်ကျင်လို့တိုင်းရွှေခေတ်ကတွားပြီးတော့တိတ်ဆိမ်မတက်ခင်လေးတွားပြီးတော့ခွင့်တောင်းတာဘိုလ်ကြီးပြုတ်ဗျာအာနာရှင်မိသားစုနဲ့ဘောလုံးလာကစားလို့တဲ့အဲ့ဒီမှာ तू ကဩဇာတွေထွားနေတာကျွန်တော်လာပြီးတော့ခံတန်တန်တွေလောက်တာကျွန်တော်လည်းပြောလိုက်တယ်အဲ့အာနာရှင်မိသားစုဟာကျွန်တော်တို့ DDC အားလို့ခင်ဗျာဘာမှတ်နေလဲဘာညာဆိုပြောလိုက်တော့ပါဇက်ကြီးအဟောင်းသားနေဘာလို့ तू ကဖျားလို့ကူးခွဲတာကျွန်တော်ကစွတ်ကောတော့မြို့နယ်အားကစားမှုကလည်းဘိုးကြီးပဲကဲစဉ်းစားလာကြည့်တော့အဲ့ဒီအားကစားကွင်းမှာလှုပ်ရှားနေတာအားကစားကွင်းရဲ့ရှေ့ကိုဘာလုပ်မယ်ညာလုပ်မယ်အဲ့ဒီအာနာရှင်မိသားစုနဲ့ခင်တော့တခြားနေရာမှာဆိုင်ကန်းထောင်မယ်ဘာလို့အခွင့်အရေးတွေယူကြတာပေါ့ဗျာပညာရေးတို့အားကစားတို့တော့သူတို့ပဲတခြားကောင်းတဲ့ဌာနတွေတော့မပြောနဲ့တော့နိုင်ငံခြားစာသွားတင်မယ်သူတို့သားသမီးသူတို့လာပညာတော်သင်သွားမယ်တာမန်ဝန်ထမ်းကအခွင့်အရေးအရန်နေသွားဒါတွေကိုဝန်ထမ်းတွေအနေနဲ့နားလည်မယ်လို့ကျွန်တော်တို့မျှော်လင့်ပါတယ်ကျွန်တော်တို့ပြည်သူလူထုတွေဆင်းရဲတာမဟုတ်ဘူးဒုက္ခရောက်တာမဟုတ်ဘူးစိတ်ထိခိုက်တာမဟုတ်ဘူးဒီစစ်အာဏာရှင်စနစ်စစ်ကြုံနေဘဝနဲ့နေရမှာဘယ်လိုမှမကောင်းဘူးဒါကြောင့် CDM ကိုပါဝင်ဆင်နွှဲဖို့အထူးလိုအပ်ပါတယ်အဆုံးစွန်ပြားဖျားဂောဘကတော့သူတို့ရှီကပြုတ်လာတဲ့လူတွေသူတို့အလိုတော်ကြီးတွေထည့်ထားပြီးဖျားငွေအလူငွေပေါ့ဝိုက်တာအားလုံးထုတ်ပြန်နေပြီးကြိုက်ထီယိုစေဒီတော်မှာရတဲ့ဝင်ငွေတွေဟာအလူငွေတွေဟာတခြားအာဏာရှင်ခေတ်တုန်းကတင်ပြခဲ့တဲ့ငွေတွေတဲ့အပ်ခဲ့တဲ့ငွေတွေတဲ့အများကြီးပို့ရွှေကုန်းစေဒီတော်ကြီးစူးလေစေဒီတော်ကြီးဒီလောက်တောင်ရုပ်မှာရက်ဆက်တဲ့စစ်အာဏာရှင်စနစ်ကျွန်တော်တို့အားလုံးစစ်ကြုံဖြစ်မဲ့ဘဝကိုမလောက်ကြပါနဲ့တော့ CDM ဟာစစ်အာဏာရှင်တွေကိုဖြုတ်ချနိုင်စွမ်းရှိပါတယ်တိုင်းရင်းသားလေးတွေမြန်မာလူငယ်တွေကျောင်းသားလူငယ်တွေ generation Z တွေပြည်သူလူထုနှုံးပါတဲ့ပြည်သူလူထုအားလုံးဆင်းရဲတယ်ဗျာချွတ်ချုံကြနေပြီစစ်အာဏာရှင်တွေအုပ်ချုပ်လိုက်တာနိုင်ငံတကာထွက်ပြီးမြန်မာတွေကကြုံခံနေရတာကဲတင်ပေးကြပါဒါတွေကအဖြစ်ပြက်အမှန်လေကျွန်တော်စကားတွေအားလုံးကျွန်တော်တောင်းယူတယ်ကျွန်တော်ကိုတွေးဗျထပ်ပြောလိုက်အောင်မယ်ကျွန်တော်လေ့လာတယ်အားထုတ်တယ်
ဟုတ်လားဟုတ် USA ကိုအမေရိကအားလုံးသိနေတာပဲဗျာသူတို့ရဲ့တက်မာကြီးတွေလူတွေနဲ့လမ်းလျှောက်ပြီးတော့ဗမာပြည်တွေကိုဘယ်သူကဝင်လာမှာလဲတကဘာလုံးသိတာပဲလာပြီးလိုင်းပေါ်တက်ပြီးတော့တချို့ဆရာလုံနေတချို့ဆိုရင်ဗျာအင်္ဂလိပ်စကားလုံးဝမပြီးဘူးအင်္ဂလိပ်စကားထားလိုက်မြန်မာစကားတော့မပြီးဘဲနဲ့လာလုံနေတယ်ကျွန်တော်နာမည်ကိုလည်းထည့်ပြောတယ်ဘာကြောင့်ကျွန်တော်ဘယ်ဝေဖန်ရေးဆရာဘယ်ဆောင်းပါဆရာရဲ့နာမည်မှထည့်မပြောဘူးကိုခိုင်ဦးကျဲကိုပြည်တွင်းကတော်လှန်သောရဲဘော်တွေနဲ့အင်အားစုတစ်စီးတည်းဖြစ်အောင်လို့ကျွန်တော်စကားတွေပြောပေးနေတာကြော်ကြားဖို့ပြောပေးနေတာလည်းမဟုတ်ဘူးကျွန်တော်ဘောကမှာအနှစ်30ကြော်ကြားလာပြီတော်ပြီလုံလောက်နေပြီကျွန်တော်ဘောက Facebook မှာကျွန်တော် Facebook မှာသွားကြည့်လိုက် friend 900ကျော်ပဲရှိတက်ပြီးတခါမှရွာဘိုးမထိုးဘူးကြော်ကြားလို့စိမ့်နဲ့ကျွန်တော် Facebook မှာထောက်လျှောက်ဖတ်ကြည့်လိုက်လေးလာကြည့်လိုက်ကျွန်တော်နာမည်ကိုလာတက်ပြီးပါခင်ဗျားတို့ကကျွန်တော်နာမည်ကိုထည့်ပြောလိုက်ရင်ခင်ဗျားတို့ကလူလူစိတ်ဝင်စားမှုရမယ်ဒီလိုလားတခြားနည်းနဲ့ကြော်ကြားအောင်လုပ်ကြပါဗျာကို့အရေးချင်းနဲ့ကိုပေါ့မြန်မာစကားတော့မပြီးဘူးအင်္ဂလိပ်စကားအဝေးလာပြီးတော့စောင်းနိုင်ကဘာပြောလို့ဘယ်တော့မှလည်းကျွန်တော်ကအမေရိကန်တပ်မတော်ကြီးဝင်လာမယ်ပြောတာမဟုတ်ဘူး drone တွေပါတွေတော့အကူအညီတောင်းလို့ရမလားကျွန်တော်တို့ကပြည်တွင်းကပြည်သူလူထုနဲ့အတူကျွန်တော်တို့အပန်ထွက်ပေးနေတာပြည်ပမှာလည်းဟလာဒီတက်မာကြီးတစ်ခုနဲ့တစ်ခုဟလာဒါကြီးတွေရွှေ့တာပတ်စံအများကြီးကုန်တယ်လူတကာသိတယ်ဒါမျိုးတွေကျွန်တော်တို့ကတောင်းဆိုနေတာမဟုတ်ဘူးဒါမျိုးတွေလည်းရှင်းပြနေတာမဟုတ်ဘူးပြည်သူလူထုကိုလည်းဘာအိမ်မက်မှာကျွန်တော်မပေးဘူးကျွန်တော်ပြောခဲ့တဲ့စကားမှာဝင်ခြင်းလဲဝင်လာမယ်မဝင်လာခြင်းလဲမဝင်လာဘူးတာတကားတွေဒီလိုရှိတယ်စိန်ရှင်ကတော့အဓိကသွားနေတယ်ဒါတကယ်အဖြစ်ပြက်တွေပဲကြုံတုံကောင်းနေဗျာဟာလာပြီးကျွန်တော်လာလို့ခင်ဗျားတို့အုံလုံးလုံးနေညံရည်ကလည်းမမီညံရည်ကလည်းတော်တော်မမီဘယ်သူမှပြပအကူကြီးလွယ်မရဟိုတနေ့ကစကားပြောတော့ကျွန်တော်ပြည်သူလူထုကိုမှာကြားထားပြီးသားမိမိဘဝတွေဖြစ်တယ်မြန်မာလူမျိုးတွေရဲ့ဘဝမြန်မာနိုင်ငံသားတိုင်းရင်းသားမျိုးနွယ်စုအားလုံးရဲ့ဘဝတွေဖြစ်တယ်မိမိတို့ကိုယ်တိုင်ယုံကြရမယ်ကျွန်တော်တို့လည်းယုံနေတယ်အားလုံးကိုအလုပ်ကိုပြက်ကိုဘဝတွေကိုမေ့နေပြီတနေ့မူလလုပ်ငန်းတွေကိုကျွန်တော်မေ့နေဒါပဲအာယုံဆိုင်တော်လှန်ရေးအောင်မြင်ဖို့ပြည်သူလူထုစိတ်တကြသွားမယ်စကားမျိုးတွေကျွန်တော်တို့ကဘယ်လိုသွားပြောတချို့ကလှုပ်လိုက်သေးတယ်အမေရိကန်တပ်မတော်လုံးဝဝင်မလာနိုင်ပါဘူးဟောခမည်းကလုံးဝဝင်မလာနိုင်ပါဘူးလို့ပြောအောင်ခမည်းဂျိုးဘိုင်ဒန်လည်းမဟုတ်ခမည်းတို့မြင်ကျင်တဲ့ဥစ္စာကိုမြင်ပြောချင်တာပြောကျွန်တော်နာမည်ထဲမှာပြောတယ်နာမည်ကြီးချင်တခြားနည်းနဲ့ယောက်ျားတွေပဲဟုတ်တယ်ယောက်ျားတွေပဲခမည်းတို့ယောက်ျားတွေအဲ့တော့ဝန်ထမ်းများခမည်းပြည်သူဝန်ထမ်းများကျေးဇူးပြုလို့ CDM ကိုပူးပေါင်းပါဝင်ပါတော်လှန်ရေးအောင်မြင်ပါဝန်ထမ်းတွေပူးပေါင်းတာနဲ့အမျှအောင်မြင်ပါကျေးဇူးတင်ပါတယ်